အားတကအားထဲမှာနော်သူတော်ကောင်းတို့ရဲ့အားဟာအမြင့်မြတ်ဆုံးသူတော်ကောင်းတို့ရဲ့အားဘာအားတုံးလို့မင်းခန္တီလို့ဘုရားဟောတယ်ဟုတ်လားကလေးတွေရဲ့အားငိုကြွေးခြင်းကြားဘူးတယ်နော်ဒီဥစ္စာနော်အမျိုးသမီးတွေရဲ့အားကအမျက်ဒေါသထွက်ခြင်းနဲ့အဲ့ဒါအမျိုးသမီးဖြစ်တဲ့လူတွေသတိထားဒါဘုရားမဟုတ်ဘဲနဲ့မဟောဘူးနော်စိတ်ထဲကခန္ဓာကြီးမရှိတဲ့အခါကျတော့စိတ်တွေကနှုတဲ့အခါကျတော့နည်းနည်းလေးနဲ့ကိုပဲဘာဖြစ်နေတော့ပေါက်ကွဲနေတယ်မကျင်တဲ့ချက်တွေကိုပြခြင်းနေတာပေါ့နော်ဒါအမျိုးသမီးတွေရဲ့အားအမျက်ဒေါသတဲ့နော်လူဆိုးတွေရဲ့အားလက်နှက်တယ်နော်ရှင်ဘင်ရဲ့အားကအစိုးရခြင်းတဲ့လူမိုက်တွေရဲ့အားကဲ့ရဲ့ခြင်းတဲ့ကြံကြံဖန်ဖန်သူများအပြစ်ရှာကဲ့ရဲ့တယ်လူမိုက်ရဲ့အားကိုအသုံးချနေတာသူများကိုအပြစ်မြင်တိုင်းငါလူမိုက်ဖြစ်နေပါလားလို့စဉ်းစားမိဖို့လိုတာပေါ့နော်ပညာရှိတွေအားတော့အကျိုးရှိမရှိကိုနော်စဉ်းစားသုံးသပ်ခြင်းဘုဒ္ဓတရှိတဲ့လူတွေရဲ့အားတော့အဖန်ဖန်ဆင်ခြင်ခြင်းဟောနောက်ဆုံးသူတော်ကောင်းတွေရဲ့အားကြတော့သိခံခြင်းလို့မြတ်စွာဘုရားဟောတယ်